coffee ချစ်တဲ့သူတွေအတွက်ဘိန်းမျိုးရောက်ရဲ့လွမ်ကဖေးဆိုတဲ့ coffee ဆိုင်လေးကိုတွားရက်ဖို့တွေ့ကျွန်တော်ကြံပြူချင်ပါတယ်ဆိုင်လေးကအရန်ကိုချစ်ဖို့ကောင်းပါတယ်ဆိုင်ကခွတ်ထားရတာမကြသေးဘူးပေါ့နော်ဒီဆိုင်လေးရဲ့ဆိုင်ပြင်စင်လေးကလည်းရန်ကိုချစ်ဖို့ကောင်းပါတယ်စကာလာလေးတောက်ထားရဆိုရင်အဖြူလေးနဲ့ coffee ရောင်လေးကိုသူတို့တောက်ထားတာပေါ့နော်ရန်ချစ်ဖို့ကောင်းပါတယ်ပြီးတော့သူတို့ဓာတ်ပုံရိုက်ဖို့ချစ်ဖို့ကောင်းတဲ့နေရာလေးတွေသူတို့လုပ်ပေးထားပါတယ်အလှပန်စီတွေလည်းအများကြီးထားပေးထားပါတယ်ကိုကြိုက်တဲ့ပန်စီလေးတွေယူပြီးတော့တပ်ပုတ်ရိုက်လို့ရပါတယ်ဗျဒီ coffee ဆိုင်လေးပေါ်ကနေကြည့်လိုက်တဲ့ view ကလည်းအရန်ကိုမိုက်ပါတယ်အရန်ကိုတာယာပြီးတော့ချစ်ဖို့ကောင်းပါတယ်ဒီ coffee ဆိုင်လေးကိုကျွန်တော်ဇွန်တီလေးတစ်ခုလုပ်ဖို့တွေ့အေးဆေးလေးနဲ့လုံးလို့စစ်ပြည့်တယ်ဆိုလို့ကျွန်တော်ဒီ coffee ဆိုင်လေးကိုရွေးခဲ့ပါတယ်ဇွန်တီလေးလုပ်ပြီးတော့ကျွန်တော်ဖက်ရစားတာနဲ့ coffee လေးနဲ့ပတ်မိုးချိုလေးမှာပြီးတော့စားခဲ့ပါတယ်စားအုပ်လေးဆိုလည်းကျွန်တော်တို့ထားပေးထားပါတော့စားအုပ်လေးဖက်လို့လည်းရပါတယ်လော်ရီကတော့ဒီလောက်ပါပဲအစိုးရကြည့်ပေးတဲ့မိတ်ဆွေအားလုံးကိုထူးကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ